လူဆိုတာစာရေးဝတ်ရေးနေရေးကျမ်းမာရေးဆိုပြီးတော့အရေးလေးပါရှိတယ်လူမှန်ရင်ဘယ်သူမှဒီအရေးလေးပါနဲ့မကင်းကြပါဘူးဒီအရေးလေးပါဟာလူရဲ့အမှန်တကယ်လိုအပ်တဲ့လူအရေးတွေပါပဲဒီအရေးလေးပါဟာလူခန္ဓာရှင်သန်ရပ်တည်ရေးအတွက်မဖြစ်မနေလိုအပ်တဲ့အရေးတွေလို့ဆိုရမယ်လူတွေလည်းလိုအပ်တယ်လို့ယဟန်တန်ဃာတွေလည်းလိုအပ်တာပဲသီလရှင်သူတော်စင်တွေလည်းလိုအပ်တာပါပဲမဖြစ်မနေလိုအပ်တဲ့ဒီအရေးလေးပါဟာလူရဲ့ချမ်းသာမှုကိုပေးစွမ်းနိုင်တယ်လို့ဒီအရေးလေးပါကြောင့်လဲလူရဲ့ဆင်းရဲဒုက္ခတွေကိုဖြစ်ပေါ်စေနိုင်တယ်ဗုဒ္ဓကဘောဇနာမတ်တင်ညူဆိုပြီးတော့စားဝတ်နေရေးတွေမှာအတိုင်းအတာမှန်ဖို့စိတ်ထားနဲ့ရည်ရွယ်ချက်တွေမှန်ဖို့မကြာခဏခဏမင်းခဲ့ရှာတယ်ဒီစားဝတ်နေကျမ်းမာရေးဆိုတဲ့အရေးတွေဟာမဖြစ်မနေလူမှလိုအပ်တဲ့အရေးတွေဖြစ်ပေမဲ့ပမာဏမှမသုံးစွဲနိုင်မှုဆိုရင်လေလူကိုလွန်စွာဆင်းရဲဒုက္ခရောက်စေတယ်ဒီစားဝတ်နေကျမ်းမာရေးတွေလူမှမရှိလို့မပြည့်စုံကြရင်လေဆင်းရဲဒုက္ခရောက်ကြရသလိုရှိနေပြည့်စုံနေပေမဲ့လေပမာဏမှမသုံးစွဲတတ်ရင်လူတွေကိုဆင်းရဲဒုက္ခရောက်စေတာပဲအစာစားရတာဟာပါဇက်အရသာအတွက်စားရတာမဟုတ်ဘူးခန္ဓာရက်တည်ရှင်သန်ရေးအတွက်ကျမ်းမာရေးအတွက်စားရတာဖြစ်တယ်ဒါဟာအစာစားရခြင်းရဲ့ရည်ရွယ်ချက်အမှန်ပဲအဲ့လိုမဟုတ်ပဲအပြင်းပြေးဖို့ပြင်းပြင်းရှိတိုင်းစားနေတာမျိုးအရသာခံခြင်းလို့မစားပဲစားနေတာမျိုးသူများစားတာမြင်လို့လိုက်စားနေတာမျိုးစတာဒီဟာလူကိုအစာအတွက်ရှာရတဲ့ပင်ပန်းမှုဆင်းရဲခန္ဓာကလည်းမလူအပ်ဖဲစားနေတော့အပူအလို့လောက်ရတဲ့ဆင်းရဲစတဲ့ဆင်းရဲဒုက္ခတွေပိုများလာလိမ့်မယ်အဝတ်ဝတ်တယ်ဆိုတာလဲဒီတိုင်းပါပဲအလှတစားပြိုင်ဆိုင်ကြွားဝါလို့မှုအတွက်ဝတ်ရတာမဟုတ်ဘူးခန္ဓာကိုယ်ရဲ့အပူအေးမဲ့ချင်းလေးဘူးနေဘူးတန်တွေကကာကွယ်စေဖို့အတွက်နဲ့အရှက်အကြောက်တွေဖုံးကွယ်နိုင်ဖို့အတွက်အဝတ်တွေကိုဝတ်ကြရတာဖြစ်တယ်ဒါဟာအဝတ်ဝတ်ရခြင်းရဲ့ပမာဏအမှန်ရည်ရွယ်ချက်အမှန်ပဲအဲ့လိုမို့ဘဲနဲ့လှခြင်းလို့ပြိုင်ခြင်းလို့ကြွားခြင်းလို့စတဲ့မှားယွင်းတဲ့ရည်ရွယ်ချက်တွေနဲ့အဝတ်တွေကိုဝယ်ကြမယ်ချုပ်ကြမယ်ဝတ်ကြမယ်ဆိုရင်မလိုအပ်ဖဲအဝတ်တွေဝယ်ဖို့ဝတ်နိုင်ဖို့ကြိုးစားကြရလို့လူတွေဆင်းရဲကြရတယ်လို့လှခြင်းစိတ်နဲ့ဝတ်တော့မလှဘူးထင်မလှဘူးလို့အပြောခံရရင်လဲစိတ်တွေဆင်းရဲကြတာပဲမဟုတ်လားပြိုင်ရင်စိတ်နဲ့အဝတ်တွေကိုဝတ်ကြတော့မနိုင်ဘူးလို့ထင်ရင်စိတ်တွေထပ်ဆင်းရဲကြတာပဲကြွားခြင်းစိတ်တွေနဲ့ဝယ်ကြဝတ်ကြတော့သူများကအထင်ကြီးမခံရတဲ့အခါထပ်ပြီးတော့စိတ်ဆင်းရဲတွေဖြစ်ကြတာမဟုတ်လားနေစရာကလည်းဒီတိုင်းပါပဲနေစရာလုပ်တယ်ဆိုတာပြိုင်ဖို့နိုင်ဖို့ကြွားဖို့စိတ်နေခံဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့နေစရာတွေလုပ်ကြရတာမဟုတ်ဘူးနေစရာလုပ်ကြတယ်ဆိုတာအပူဓာတ်တွေကာကွယ်နိုင်ဖို့အေးဓာတ်တွေကာကွယ်နိုင်ဖို့လေဓာတ်မိုးဓာတ်နှင်းဓာတ်တွေကာကွယ်ပြီးတော့ပိုးမွားတိရစ္ဆာန်တွေရဲ့ဓာတ်တွေကကာကွယ်ဖို့နေစရာတွေလုပ်ကြတာဖြစ်တယ်ဒါဟာနေစရာအဆောက်အုံလုပ်ရခြင်းရဲ့ရည်ရွယ်ချက်အမှန်စိတ်ထားအမှန်တွေပဲအဲ့လိုမဟုတ်ပဲပြိုင်ခြင်းလို့နိုင်ခြင်းလို့ကြွားခြင်းလို့ဝါခြင်းလို့လူအထင်ကြီးခံခြင်းလို့စတဲ့ရည်ရွယ်ချက်အမှားတွေနဲ့ဆောက်ကြမယ်တိုက်တီတီကြမယ်ဆိုရင်လူတွေအထင်ကြီးအောင်ဆောက်နိုင်ဖို့လောက်ရကန်ရရှာရဖွေရတဲ့ဆင်းရဲဒုက္ခတွေလည်းခံရတယ်မဟုတ်လားလူအထင်ကြီးမခံရတဲ့အခါတွေမှာလည်းစိတ်ဆင်းရဲဒုက္ခတွေခံရလိမ့်မယ်အတူချုပ်ပြီးတော့ထပ်ရှင်းပြရရင်တော့စားတာပဲဖြစ်ဖြစ်ဝတ်တာပဲဖြစ်ဖြစ်နေစရာပဲဖြစ်ဖြစ်ကျမ်းမာရေးအတွက်ပဲဖြစ်ဖြစ်အားလုံးဟာလူခန္ဓာအကွယ်ကျမ်းမာရှင်သန်ဖို့အတွက်သာဖြစ်တယ်လူအာယုံစိတ်အစာအတွက်ဝတ်ရတာမဟုတ်ဘူးလူအာယုံစိတ်အစာအတွက်စားရတာမဟုတ်ဘူးလူအာယုံစိတ်အစာအတွက်နေစရာတွေလုပ်ရတာမဟုတ်ဘူးလို့သိထားရပြီလူခန္ဓာကျမ်းမာရှင်သန်ရပ်တည်ရန်အတွက်လုပ်ရတဲ့စားရေးဝတ်ရေးနေရေးကလူကိုဆင်းရဲဒုက္ခအများကြီးဖြစ်စေမှာမဟုတ်ဘူးဒီနေ့လူတွေဆင်းရဲနေကြရတယ်ဆိုတာကလူအာသာလူစိတ်အစာတွေအတွက်စားရေးဝတ်ရေးနေရေးတွေလုပ်နေကြလို့ပြောရမယ်
အတူချိုးပြီးတော့ပြောရမယ်ဆိုရင်တော့အစားဆိုတာပါဇက်အရသာစိတ်အစာအတွက်စားရတာမဟုတ်ဘူးခန္ဓာကိုယ်ကျမ်းမာရှင်သန်ယက်တီရာအတွက်စားရတာအဝတ်ဝတ်တယ်ဆိုတာကလည်းပဲပြိုင်ဆိုင်ကြွားဝါအလှအပတစားအတွက်ဝတ်ရတာမဟုတ်ဘူးခန္ဓာကိုယ်အပူအေးကာကွယ်ပြီးတော့အချက်အကြောက်လုံဖို့ရာအတွက်ဝတ်ရတာဖြစ်တယ်နေစရာဆိုတာကလည်းပြိုင်ဆိုင်ကြွားဝါဇိမ်ခံစရာအတွက်ဆောက်လုပ်နေရတာမဟုတ်ဘူးခန္ဓာကိုယ်အပူအေးအိုးမွားတိရစ္ဆာန်တွေတန်ကကာကွယ်နိုင်ဖို့အတွက်ဆောက်လုပ်နေကြရတာဖြစ်တယ်မြင်ကြနံသိရှိသမျှအရာအလုံးဟာအာယုံအစာစိတ်အစာတွေအတွက်အသုံးပြုရမှာတွေမဟုတ်ဘူးဘဝငြိမ်းချမ်းဖို့ရာအတွက်အသုံးပြုရမှာတွေဖြစ်တယ်ကိုယ့်ဘဝကိုယ်ခန္ဓာမှာဆင်းရဲတာတွေဖြစ်နေတယ်ဆိုရင်အကြောင်းရင်းကိုရှာပါတဏှာမှာအစွဲတဏှာနဲ့သုံးနေတာတွေရှိနေလို့ဖြစ်လိမ့်မယ်အစွဲတဏှာနဲ့သာမသုံးရင်အစွဲတဏှာတွေနဲ့သာမစားကြရင်အစွဲတဏှာနဲ့သာမဝတ်ဖဲနေကြမယ်ဆိုရင်စားဝတ်နေမှာအစွဲတဏှာမပါဘဲသာသုံးရင်ဆင်းရဲစရာဆိုတာဘယ်နေရာမှာမှရှိမယ်မဟုတ်ပါဘူးဒါကြောင့်အားလုံးစားဝတ်နေများကိုပမာဏမှန်ရည်ရွယ်ချက်မှန်များနဲ့သုံးစွဲနိုင်သူများဖြစ်ကြပါစေ